ဟုတ်အဲ့တော့ကျွန်တော်ပထမဆုံးနေ့ကပြောခဲ့တဲ့စီးမြင့်ရဲ့အနှစ်ချုပ်လေးပြန်ပြီး record လုပ်ချင်ပါတယ် golf ရဲ့စီးမြင့်တွေကိုအခုလိုကျွန်တော် frame လေးနဲ့မြင်သာအောင်ဆွဲပြထားတဲ့ frame လေးပါအဲ့ဒီမှာဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့ asset line ဆိုတဲ့အရှိအတိုင်းရိုက်ကစားတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးမှာဖြစ်ပါတယ်တစ်ဆက်တည်းပဲ profile line လေးနဲ့ကျွန်တော်ထည့်ပြီးဆွေးနွေးပေးပါမယ်အဲ့တော့ပထမဆုံးနေ့ကပြောခဲ့သလိုပါပဲအရှိအတိုင်းရိုက်တယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကွင်းရယ်ဘောလုံးရယ်ကိုအရှိအတိုင်းရိုက်တာတွေးတဲ့အတိုင်းရောက်သွားတဲ့အတိုင်းရိုက်ရတာဖြစ်ပါတယ်အရှိအတိုင်းရိုက်တယ်ဆိုတာအဓိကရွေချက်ကတော့အနေထားတွေအခြေအနေတွေပိုကောင်းသွားအောင်ကျွန်တော်တို့ရိုက်ချက်အတွက်ပိုကောင်းသွားအောင်မပြုတ်ပြင်ရဘူးဆိုတော့မူပဲဖြစ်ပါတယ်အဲ့ဒါလေးတွေကိုဒီနေ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့မှာစောစောပြောရသလိုနှစ်ပိုင်းပါပါတယ်ကွင်းကိုတွေးတဲ့အတိုင်းကစားတာကစီမင်းအခန်းနံပါတ်8ဘောလုံးကိုရောက်သွားတဲ့အတိုင်းအရှိအတိုင်းကစားရတာကစီမင်းနံပါတ်9ပေါ့အဲ့ဒီစီမင်းနံပါတ်9ထဲမှာဘောလုံးရွေးတဲ့ကိစ္စတွေပါရောပြီးပါလာမှာဖြစ်ပါတယ်ကျွန်တော်တို့တွေအရှိအတိုင်းကစားမယ်အခြေအနေတွေပိုကောင်းသွားအောင်မလုပ်ရဘူးဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့ရိုက်ချက်အပေါ်မှာအကျိုးသက်ရောက်စေတဲ့အနေထားအချက်အလက်တွေအခြေအနေတွေကိုပိုကောင်းသွားအောင်မလုပ်ရဘူးဆိုတာပဲဖြစ်ပါတယ်အဲ့တော့ရိုက်ချက်အပေါ်အကျိုးသက်ရောက်တဲ့အခြေအနေကဘာတွေရှိတာတော့ဘောလုံးရဲ့အနေထားလေးပေါ့မြေပြင်မှာရောက်သွားတယ်ဘောလုံးလေးကကျိုင်းကွက်ထဲနေချင်နေမှာအဲ့မြက်ပေါ်မှာကြွချင်ကြွနေမယ်မြက်ထဲမြုပ်ချင်မြုပ်နေမယ်ဒါဘောလုံးရဲ့အနေထား line ပေါ့ဒီဟာတွေကိုပိုကောင်းသွားအောင်မလုပ်ရဘူးနောက်ကျွန်တော်တို့ stand ယူမဲ့နေရstand ယူမဲ့အနေထားတွေခြေချကွက်မှာရှိမဲ့ခြေထောက်အောက်ကမြေပြင်မညီမညာတွေစသဖြင့်ဒါတွေကိုပိုကောင်းသွားအောင်မလုပ်ရဘူးကျွန်တော်တို့နောက်တစ်ခါရိုက်မဲ့ရွယ်လိုက်တဲ့ swing လမ်းကြောင်းမှာရှိနေတဲ့အနှောက်အယှက်တွေကိုတွယ်ဆက်နေတဲ့ကိစ္စတွေပေါ့လေဒါတွေကိုပိုကောင်းသွားအောင်အနေထားတွေပိုကောင်းသွားအောင်မလုပ်ရဘူးနောက်ရိုက်လမ်းကြောင်းလည်းအပါအဝင်ဖြစ်ပါတယ်ကျွန်တော်တို့ရိုက်မဲ့လမ်းကြောင်းမှာအခုလက်ရှိတွေ့နေတဲ့အနေထားတွေပိုကောင်းသွားအောင်ကျွန်တော်တို့ကမပြုတ်ပြင်ရဘူးတဲ့ခုန frame ထဲမှာလည်းပါပါတယ်ကျွန်တော်တို့တက်တာခွင့်နေဆိုတာတော့တပိုင်းလာပါမယ်အခုကတော့အဲ့တက်တာခွင့်နေမပါတဲ့အခြေအနေကိုပိုကောင်းသွားအောင်မလုပ်ရဘူးလို့နည်းနည်းလေးဟိုအခိုက်အတန့်နားလည်ပေးထားပါတက်တာခွင့်နေကနောက်နေ့တွေမှာကျွန်တော်ပြန်ထပ်လာပါမယ်အဲ့တော့တက်တာခွင့်ယူလို့မရတဲ့အခြေအနေမှာရှိနေတဲ့အခြေအနေတွေကိုပိုကောင်းသွားအောင်မလုပ်ရဘူးပေါ့အဲ့လမ်းကြောင်းလည်းပါပါတယ်နောက်ဆုံးကုန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ drop ချမဲ့နေရဘောလုံးကိုတက်တာခွင့်ယူဖို့ drop ချမဲ့နေရကိုတောင်မှ drop မချခင်ပိုကောင်းသွားအောင်မလုပ်ရဘူးဒီအချက်5ချက်ဖြစ်ပါတယ်ရိုက်ချက်အပေါ်အကျိုးသက်ရောက်တဲ့အခြေအနေတွေကတော့ဒီအချက်5ချက်ဒါတွေကိုပိုကောင်းသွားအောင်မလုပ်ရဘူးလို့သတ်မှတ်ထားတာဖြစ်ပါတယ်ဒီအချက်5ချက်ကို condition affecting the stroke ဆိုပြီးတော့ cats ဆိုပြီးတော့သူတို့အလွယ် international မှာပြောကြတယ်ပေါ့လေတခါတရံလဲကျွန်တော်ဘက်ကထွက်သွားရင်ဒီဟာလေးကိုဆိုလိုတာဆိုတာသိအောင်ကြိုပြီးတော့စကားခင်းထားတာဖြစ်ပါတယ်